ပြညောင်းမှာကနေမှာပေါ့နော်ရှေ့မှာစီနီယာရဲ့တယောက်ပြီးတယောက်စားကြတော့အားလုံးပဲမင်္ဂလာပါရှင်မေဖူးလေးညောင်းဘလော့ကနေကြိုဆိုပါရရှင်မရပေါ့နော်ဒီနေ့ကိုရန်ကုန်မှာပေါ့နော်တုတ်ထိုးဆိုရင်အရင်နာမည်ကြီးရဲ့မချစ်စုဆိုင်လေးကိုရောက်ရှင်နေဖြစ်ပါရရှင်မချစ်စုဆိုင်ပေါ့နော်ရှေ့မှာစီနီယာရဲ့ပေါ့နော်တယောက်ပြီးတယောက်စားပြမြင်တော့မေအရန်ကိုစားချင်တာနဲ့ဒီနေ့ရောက်လာခဲ့ပြီဖြစ်ပါရရှင်အခုမေကိုပေါ့နော်မချစ်စုဆိုင်လေးကိုသွားပြီးတော့စားကြည့်လိုက်အောင်နော်မချစ်စုဆိုင်ရဲ့ဆိုင်လိပ်စာလေးကတော့တင်ငန်းကျွန်းသူ့ဝနာတန်သူမာလမ်းမပေါ်မှာရှိရဲ့ဝေဘူးလာမှတ်တိုင်နဲ့ချမ်းအေးမှတ်တိုင်ချမ်းမှာပါဆိုင်ရဲ့မျက်စောင်းတို့မှာတော့ easy mac လေးလေးရှိပါရဲ့ပေါ့နော်နောက်တော့ဒီဆိုင်ရဲ့ဆိုင်ဖွင့်ချိန်လေးကတော့နေ့လယ်7:00 နာရီဆိုရင်စပြီးတော့ဆိုင်စဖွင့်ပါပြီပေါ့နော်7:00 နာရီဆိုင်စဖွင့်ဝင်ခြင်းမှာပဲအခုလိုမျိုးလူတွေကလည်းအများကြီးပဲပေါ့နော်မချစ်စုဆိုင်မှာအခုလိုမျိုးအေးလေးလည်းအစုံရတယ်နောက်တော့ဝက်ဥကောင်းချင်းလေးလည်းရရဲ့ပေါ့နော်အေးဆိုလည်းတစ်ခွက်မှာ2000နဲ့ဆိုတော့အရန်ကိုလည်းတန်ပါတယ်ပြီးတော့ဒီလိုမျိုးဝက်သားထိုးထိုးဆိုလည်းအစုံပေါ့နော်နိုးအောင်သားရမ်းစားဝက်ဥရောအကုန်ဝက်ဥစားတို့တွေရောရပါတယ်ရှင်တစ်ချောင်းမှလည်း300ကျပ်ပေးရပြီးတော့အချင်းရဲ့နှုတ်ုံရဲ့အာကောင်ရဲ့မျိုးလုံးကတော့တောင်းကို600ကျပ်ပါရှင်ကြံစံကြော်လေးဆိုလည်းစော့ရီရွှဲရွှဲလေးနဲ့ငြူသီးလော်လေးနဲ့တုတ်ထားတဲ့ကြံစံကြော်ကတော့ထိုင်စားဆိုရင်တစ်ပွဲကို1500ပါဆယ်ဆိုရင်တော့တစ်ပွဲကို2000ကျပ်ပါရှင်ဝက်သားတုတ်လေးလည်းရတယ်လို့ဝက်လက်စုပ်ပြုတ်ဝက်အုံနောက်စုပ်ပြုတ်တွေလည်းရပါတယ်ရှင်အခုမရတော့ပေါ့နော်ဒါမှချက်စုဆိုင်မှာကြံစံကြော်လေးရဲ့နောက်တစ်ခါကျတော့တုတ်ထိုးအစုံပေါ့နော်သူ့ဆိုင်မှာအခုလိုမျိုးမေးရမ်းချိတ်တဲ့ဝက်ဥစာတုတ်လေးတွေရတယ်ဒါဝက်ဥကောင်းရင်းနဲ့ပေါ့ကြောင်မနဲ့တုတ်တာလေးဒါပြီးတော့ဝက်ဥလိတ်ဒါကတော့အဆုပ်ဆိုတော့အကောင်းမို့လို့ပေါ့နော်ပြီးတော့ဒီမှာကျုပ်ဥတောင်အစာတုတ်လေးတွေအဲ့လေးတွေရိုက်ပေါ့နော်မရပေါ့နော်ကြံစံတုတ်လေးရင်စားမယ်အမြင်စားမလားကြံစံတုတ်တောင်းတော့အဲ့ပါတယ်အားတော့ဘူးဝက်ကူကောင်းရင်းနဲ့ကောင်းရင်းဒါကျုပ်ဦးတော့ကောင်းလားဒါတော့ကောင်းလားကောင်းဒီဆိုင်လေးစားချင်တယ်ကြာပြီညောင်းမှာကနေမှာပေါ့နော်ရှေ့မှာစီနီယာရဲ့တယောက်ပြီးတယောက်စားကြတော့ကိုရဒီဆိုင်လာခြင်းနဲ့အားခဲတာပြီးတော့ကြောင်းလာခဲ့ပြအသက်အယူကြိုက်တာအယူဟိုလိုက်အမြင်ရအဆုပ်မကြိုက်ကိုရအဆုပ်ရမ်းကြိုက်ဒီပါအေးပြီးကဲဆန်ရနေတာမြင်လို့ရှုပ်တယ်အားလုံးလူလည်းပေါ့နော်မြင်ရမရဆိုတော့ဒီဘယ်လိုလေးကိုညမှာပဲသုံးတက်လိုက်ပါနော်နောက်မေးပေးသွားပြီးတော့ဗာစားဆောင်းလဲဘယ်လိုမျိုးစောက်လေးဆောင်းလဲဆိုတော့တက်ပြီးတော့ဆောင်းမျိုးအမေရှိလို့အောင်ချက်နောက်မေးဘယ်လိုလေးမှပြန်နေဆိုကြမှာနော်အားလုံးပဲတာ